လေအစမ်းနေရတယ်ဟာတော့ PVC လေးနဲ့ပေါ့နော်အဲ့ဒါမျိုးကမိုးနဲ့ဆိုတာကအဲ့ကောင်ကိုပဲအစင်းနေတာတော့အပြင်က frame လေးတွေနဲ့ဒီကတော့ပါပါတယ်အဲ့ဒီပုံစံအဲ့ဒါရှိမယ်ဟုတ်အဲ့နောက်ဒီမှာ50လီတာပါဟောပါဆိုတော့မှငါတုံးနဲ့အားလည်းပေါ့နော်အင်ဆူလင်မီတာရှိကြီးရဲ့ဟာပေါ့အဲ့လိုရှိမယ်ဒါ100လီတာပါဟောပါဆိုတဲ့ငါတုံးရှိမယ်200လီတာပါဟောပါဆိုတော့ဆန်လုံးကကျွန်တော်ရှိတယ်တော့အဲ့ကျွန်တော်ကဝယ်ဒါ public consultation ဆောင်းနေခုံလေး community engagement လုပ်တယ်ဆိုတော့လေအဲဆရာမတို့ကတော့ဟိုတော့လေ့လာနေတယ်ဆိုတော့ကျွန်တော်3ယောက်လေးတက်သွားလို့ပေါ့နော်အဲ့မှာအားသာဆိုတော့မှလို့ရတယ်အဲ့ဒါဒီရဲ့ဟို6မျိုးရှိတယ်6မျိုးထဲမှာသူတို့ရဲ့အားသာကိုပါတယ်အားနာပါတယ်ပေါ့နော်အဲ့ဒါသူတို့ရဲ့အားနာချက်ကအားနည်းချက်ကပေါ့ပါလေပေါ့ဒါကဒေါ်လာမချက်ကိုလည်းဆရာမတို့ရောတရားလေးပေါ့နော်ရှိတယ်ဒါကြတယ်အားနာတယ်ကြီးသွားပြီးကြတယ်ဘာမှလည်းမချမ်းဘူးအဲ့မှာဘာလို့လဲဆိုဒီချက်ကိုကောင်းတယ်ဒီစိတ်လေးကကောင်းတယ်ဒီလိုလုပ်လို့ရတယ်နော်အဲ့ဒါအားသာချက်ဒီမှာကြော်သွားလိုက်ရတယ်ဆိုတော့ဒီညရတယ်နောက်ကြအားနည်းချက်ပေါ့နော်ဟုတ်ကဲ့ပါအာမျိုးစားမျိုးရှိတယ်ဆရာမကဒီမှာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီကိစ္စကိုပြန်တော့ပိတ်လိုက်ပြီလားဟောဆရာ service ကဆရာဟောလာဒီခဏမျိုး service မခေါ်ဘူးဒီခုလေးတဲ့တွေပေါ့နော်အဲ့စင်နာကမှာဟုတ်ကဲ့ဟိုစုပ်ပြီးလေးတောင်ရိုက်ပြီးသွားတယ်။ဟောဒါဗီဒီယိုရိုက်ညာလား။ဗီဒီယိုရိုက်ပြီးတူပါလေရိုက်ချင်တာ။ဟုတ်ကဲ့။ဟုတ်ကဲ့။ဒီမှာ